ကဘာပေါ်ရှိမြို့တော်အများစုမှာတည်ရှိတဲ့ Kempinski Sunrise Hotel ရဲ့ဒီဇိုင်းလက်ရာတွေကထူးခြားစမ်းကြယ်တဲ့အဆောက်အဦတွေဖြစ်ပါတယ်။ Kempinski မိသားစုဆိုတာဝိုင်းရောင်းဝယ်ရေးနဲ့အောင်မြင်ခဲ့တဲ့သူတွေဖြစ်ပြီးတော့နောက်ပိုင်းမှာတော့ဇင်ကန်ဟိုတယ်စီမံခန့်ခွဲမှုကုမ္ပဏီဖြစ်လာခဲ့ပါတယ်။အဲဒီကုမ္ပဏီဟာဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာရုံးစိုက်ပြီးနိုင်ငံပေါင်း35နိုင်ငံမှာဟိုတယ်တွေတည်ဆောက်ထားပါတယ်။တရုတ်နိုင်ငံမှာရှိတဲ့ဒီ Kempinski Sunrise Hotel ဟာဆိုရင်လေခေတ်မီတိုးတက်မှုနဲ့ရိုးရာဓလေ့အစဉ်အလာတို့ပေါင်းစုံရာတရုတ်နိုင်ငံရဲ့မြို့တော်ပေကျင်းမြို့ရဲ့အဖွံ့ဖြိုးဆုံးနဲ့အချက်အချာနေရာဖြစ်တဲ့ချောင်ရန်ဒေသရဲ့အလဲဝဟိုမှာတည်ရှိပါတယ်။ဒီဟိုတယ်ကခေတ်မီစမ်းကြဲတဲ့အဆောက်အအုံတွေရဲ့ပြရုပ်တစ်ခုအဖြစ်ရပ်တည်နေသလိုမြို့ပြရဲ့လှပတဲ့ရှုခင်းကိုကြည့်ရှုနိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဒီဟိုတယ်ကဘေးဘက်ကနေကြည့်ရင်ကမာကောင်တစ်ကောင်နဲ့တူပါတယ်။တရုတ်ယဉ်ကျေးမှုမှာကမာကချမ်းသာကြွယ်ဝတဲ့စီးစိမ်ဥစ္စာကိုကုစားပြုပါတယ်။အရှိဘက်ကကြည့်ရင်တော့မနက်ခင်းနေထွက်လာတဲ့ပုံသဏ္ဍာန်ဖြစ်ပါတယ်။အဲဒီဟိုတယ်က2014ခုနှစ် APEC APEC ခေါင်းဆောင်များအလွတ်သဘောအစည်းအဝေးပြုလုပ်ရာအဓိကနေရာတွေကတစ်ခုဖြစ်ပါတယ်။အခန်းပေါင်း995ခန်းနဲ့ဖွဲ့စည်းထားပြီးတော့တစ်ချိန်တည်းမှာလူအယောက်1400ကျော်ကိုတက်ခင်းအခမ်းနိုင်တဲ့စားတောက်ခန်းမကြီးတစ်ခုလည်းရှိပါတယ်။စားတောက်ဆိုင်ပေါင်း14ခုနဲ့ဘားလဲပါဝင်ပါတယ်။ဟိုတယ်တစ်ခုလုံးရဲ့အပြင်ဘက်မျက်နှာပြင်ကိုမှန်ပေါင်း1000ကျော်အသုံးပြုထားပြီးတော့18085 စတုရန်းမီတာကျယ်ပါတယ်။ဒီမှန်သားတွေဟာတာမန်မှန်သားတွေမဟုတ်ဘဲတဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရရောက်ပြီးစွမ်းအင်ချွေတာနိုင်တဲ့လိုအီမှန်တွေပဲဖြစ်ပါတယ်။ဒီဟိုတယ်ဟာတရုတ်ပြည်မကြီးမှာဟိုတယ်တစ်ခုလုံးလိုအီမှန်အသုံးပြုတဲ့ဟိုတယ်တွေဖြစ်ပါတယ်။ဟိုတယ်အတွင်းပိုင်းမှာတန်ရှင်းသက်ရက်ပြီးပြောင်းလဲနေတဲ့ဖန်သားတွေတမနီနဲ့ကြောက်တုံးတွေကိုအချိုးကျနာစွာအသုံးပြုထားပါတယ်။ဝင်ပေါက်မှာဆိုရင်လည်းခန္ဓာဆန်းပြတဲ့ဒီဇိုင်းတွေအပြင်အတွင်းမှာလည်းတက်တောင့်တက်တာရှိပြီးတော့ဟိုတယ်ကိုလာရောက်တဲ့ဧည့်သည်တွေစိန်ကြကြတဲခုနိုင်အောင်ပြင်ဆင်ထားပါတယ်။အတွင်းထဲကိုဝင်လိုက်တာနဲ့တရုတ်တို့ရဲ့ကဏ္ဍဝင်ဆန်မှုတွေနဲ့အတူခေတ်ပြိုင်ဒီဇိုင်းတွေကိုပေါင်းစပ်ထားတဲ့တမူထူးခြားတဲ့ခန်းစားမှုကိုရရှိစေမှာပါ။ဟိုတယ်ကိုဆောက်လုပ်ထားတဲ့ဘီသူကလက်ရာကအရှေ့တိုင်းနဲ့အနောက်တိုင်းတို့ရဲ့အငွေ့အသက်တွေကိုရှောင်းနှောထားတာကြောင့်စီးလိုက်တာနဲ့ခန္ဓာထည့်ဝါတဲ့အပြင်အစင်တွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။နေရန်တွေကိုအလှဆင်တဲ့ပရိဘောကပစ္စည်းထားရှိမှုတွေကအစအသေးစိတ်နေရာချစီစဉ်ထားတာကြောင့်မြင်ကွင်းတိုင်းကခန္ဓာလိုနေမှာပါ။အခန်းတိုင်းကိုစစ်စစ်ဆက်ဆက်ဖန်တီးထားပြီးတော့တခန်းချင်းစီတိုင်းမှာလှပတဲ့ပရိဘောကအပြင်အစင်တွေကိုလည်းထည့်သွင်းထားပါတယ်။ပေကျင်းမျိုးရဲ့လှပတဲ့ရှုခင်းကိုအပေါ်စီးကနေကြည့်ရှုနိုင်ပြီးတော့ခန္ဓာထဲဝါတဲ့အပြင်အစင်ရဲ့ရှုခင်းရဲ့ကဟန်ချက်ညီတင့်တယ်နေမှာဖြစ်တဲ့အတွက်စိတ်အပန်းဖြေဖို့အကောင်းဆုံးနေရာဖြစ်တယ်လို့ဧည့်သည်တွေအနေနဲ့ကိုလိုချင်တဲ့အခန်းတွေကိုလည်းစိတ်ကြရွေးချယ်နိုင်ပါသေးတယ်။ဟိုတယ်မှာဒေသတွင်တရုတ်ရိုးရာအစားအစာတွေကိုပြင်ဆင်ပေးတယ်လို့နိုင်ငံတကာမှလာရောက်ကြတဲ့ခရီးသွားတွေအတွက်လည်းကတွင်းတွေ့စေမယ့်အစားအသောက်တွေကိုတည်ခင်းအခမ်းထားပါတယ်။ဟိုတယ်တွင်ဝန်ဆောင်မှုအနေနဲ့24နာရီပတ်လုံးမပြတ်ရှိနေရမလို့မိမိကြိုက်နှစ်သက်တဲ့အချိန်လာရောက်မှာယူနိုင်မှာဖြစ်တယ်လို့အစားအသောက်တွေရဲ့တန်ရှင်းလက်ဆက်မှုကိုလည်းအမခံထားပါတယ်။ Kempinski Sunrise Hotel ကသူ့ရဲ့အဆောက်အအုံတည်ဆောက်မှုပုံစံတွေကြောင့်တရုတ်နိုင်ငံရဲ့ကမ္ဘာအဆင့်အတန်းမီပြရုပ်တစ်ခုဖြစ်လာပါတယ်။ဟိုတယ်တွင်မှာအနားယူဖို့စပါတွေလေ့ကျင့်ခန်းပြုလုပ်နိုင်ဖို့ fitness တွေထည့်သွင်းထားပြီးတော့အခန်းတွေရေကူးကန်တွေနဲ့အတူအပန်းဖြေအနားယူနိုင်မှာလည်းဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းရှင်တွေအတွက်လည်းဟိုတယ်တွင်မှာအစည်းအဝေးပွဲတွေဆမီနာတွေပြုလုပ်နိုင်ဖို့အတွက်နေရာတွေလည်းပါဝင်ပါတယ်။ခေတ်မီနည်းပညာတွေအသုံးပြုတည်ဆောက်ထားတဲ့ဟိုတယ်တစ်ခုလုံးကိုအကောင်းဆုံးဝန်ဆောင်မှုတွေပေးစွမ်းထားပါတယ်။ဒီဟိုတယ်ကဇင်ခံမှုတသက်အတွက်တာမကပတ်ဝန်းကျင်တဲ့ဒေသတွင်ဖွံ့ဖြိုးတိုးတက်စေတဲ့ပေါင်းကူးတရားတစ်ခုလည်းဖြစ်ပါတယ်။ရေရှည်တည်တံ့မှုတွေနဲ့ဒေသခံတွေရဲ့အကျိုးစီးပွားကိုပါတိုးတက်စေဖို့အပြုသဘောဆောင်တဲ့ပံ့ပိုးကူညီမှုလို့ပြောရင်လည်းမမှားပါဘူး။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းအကြောင်းအရာတွေမှတ်သားစရာကောင်းတဲ့ဘူးတုဒဖြစ်ဖွယ်ရာတွေကိုတော့ဇလန်းရဲ့ podcast channel, YouTube channel နဲ့ Facebook page တို့မှာနားဆင်လေ့လာနိုင်ပါတယ်။ဗီဒီယိုအသစ်တင်တိုင်းသိရအောင်ဇလန်းရဲ့ Facebook page ကို like and follow လုပ်ပြီး share ပေးသွားကြပါအောင်ခင်ဗျာ။ဇလန်းကိုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်။ဇလန်းမှတင်ဆက်တယ်